Hello ကျွန်တော်တို့စာဝတီခါပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Selena Gomez Skin Event မှာ free token နေနဲ့ draw ဘယ်နှကြိမ်ထိရမလဲဆိုတာဖောက်ပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကို YouTube ကကြည့်နေရဆိုလို့ရှိရင်တော့ကျွန်တော်အကောက်ကလေးကို subscriber လေးနှိပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ် free token နေနဲ့ဘာတွေလုပ်ပေးရမလဲဆိုတော့ free token နေနဲ့ကတော့ diamond recharge 900ဖြစ်ပြီးတော့ diamond 3နဲ့ mission ကတော့မပါပါဘူးဟုတ်ကျေးဇူးဒီမှာကျွန်တော်လှည့်ထားတဲ့အချိန်ကတော့20ကြိမ်ရှိပြီပေါ့နော်ဟုတ်ကျေးဇူး20ကြိမ်ကဘာတွေနဲ့လှည့်ထားလဲဆိုတော့မို့တော့မို့တော့ကားစီးပြီးတော့ပေးထားတဲ့ mission မှာ10ကက်အဲ့နဲ့လှည့်နေနဲ့ free token 6ကက်ထည့်ရတယ်ကျန်တဲ့9တော့ကတော့ daily draw နဲ့လှည့်ထားပဲဖြစ်ပါတယ်ဟုတ်ကျေးဇူးအဲ့တော့ဒီမှာ free token နဲ့ကျွန်တော်10ကြိမ်လှည့်ပြီပေါ့နော်ဘာမှမရပါဘူးဟုတ်ကျေးဇူးကဲအဲ့နဲ့နောက်ထပ်တန်းတော့လာထားအဘွားပေါက်လိုက်စမ်းဘာမှမပေးဘူးကျေးဇူးကျေးဇူးဘာမှမပေးဘူးဆိုမှအောက်မှာ effect လေးတစ်ခုတော့ပေါက်သွားတယ်ဟုတ်ကျေးဇူးတမားတယ်ကဲအဲ့မှာဖောက်နေနေနောက်ထပ်ဘာရမလဲဆိုတော့ရှိပြီးသားအားကက်ရှိရဲ့ခါကြတော့ကက်နက်ကက်ထည့်ရတယ်ကျေးဇူးကဲအဲ့နောက်ထပ်1တော့နဲ့ပဲဖောက်မယ်တန်းတော့နဲ့မဖောက်ဘူးတန်းတော့နဲ့ဖောက်လို့ရှိရင်ရှိပြီးသားစကင်မရဘူးလို့ခံစားရတယ်အဲ့ကြောင့်1တော့နဲ့ပဲဖောက်ကဲဘာပေါက်မှလဲ Franco စမ်းသုံးကကြီးငါဘာလို့အောင်ကျေးဇူးပေးလိုက်ရှိပြီးသားစကင်နေပေးရတယ်စိတ်မဆိုးဘူးအော်အေးကျေးဇူးရပါတယ် Crystal ကတော့ငါ collector လှည့်လို့ရပါတယ်ကျေးဇူးကဲဘာလဲစကင်အစမ်းသုံးကကြီးငါဘာလို့ရမှာလဲလို့ပြအောင်နေကျေရတော့ထားပါတော့ကွာကျေရတာတော့ကျေနပ်ပါတယ်ဘာလို့ဆိုလို့ရှိရင် legend စကင်လှည့်လို့ရဟေးအောင်ရှိပြီးသား effect ပေါက်တော့3ကက်တောင်ရတယ်ညနေဘာပေါက်မှလဲစကင်တန်းပေါက်မှလားစကင်တန်းပေါက်လဲပေါက်လိုက်တော့ကွာ4ကက်တောင်ရတယ်ညနေမိုက်တယ်လို့ကက်ကတကယ်နဲ့ကက်ပြန်ရရင်တော့ကိုယ့်အတွက်ကတော်တော်တန်းနေပြီခုကအများကြီးပဲအရင်ရှေ့မှာလဲ6ကက်တောင်ရထားသေးရဲ့အခုအမေ4ကက်ရဲ့3ကက်ရဲ့ဆိုတော့9ကက်ကဲဘာပေါက်မှလဲလာထားအဘွားအေးတကယ်ထည့်ရတယ်ကဲနောက်ထပ်1တော့ရှိပြီးသားစကင်လေးလာခဲ့အေး3ကက်ထည့်ရတယ်3ကက်ဝင်ငါ free token တွေကိုအများကြီးရနေပြီဟုတ်နေပြီလို့ဒါကျွန်တော်နောက်ဆုံးကျန်တဲ့8ကက်ကိုမှတန်းမဖောက်ပဲနဲ့1တော့စီဖောက်တာပေါ့နော်အဲ့ဒီမှာကက်တွေအများကြီးထက်ပြီးတော့ရရတော့ကန်ကောင်းတယ်လို့ပြောရမယ်ငါအစားဗဇာနာစကင်ကိုယူမယ်ဆိုပြီးတော့အားခဲထားတာဒါပေမဲ့သူလဲမင်းတို့ရဲ့သူမလို့ပဲဘယ်တော့မှပြန်မလာတော့ကျေးဇူးဟဲ့လေဘာတွေပေးနေရလဲလူပန်းအောင်ကကြီးငါဘာလို့အောင်ဝဲစရာစကင်လည်းမရှိတော့ဘူးအေးအဲ့မှာအိုက်ပုံးနေပဲပြီးလိုက်တော့ရေပုံးဆိုရင်တော့တကြံရရင်ရေလောင်းရသေးတယ်နင်းပုံးကဘာမှလုပ်လို့မရအောင်ကျေးဇူးလုံးအောင်ဖြီးပြီးသားစကင်လေးပြန်ပေးပါအောင်ငါဘလို့ဖြစ်တာတော့ဟာပြီးမဲ့ပြီးတော့10ကက်လောက်ပြီးလိုက်ပါလားဘာကိစ္စတကက်ထက်ပေးရတော့ငါတကက်ထက်ဘာလို့ကမှတော့အေးအမတကက်ရငါတစ်တော့မှတင်ထားသလိုပဲကွာ Selena Event မှာ promo diamond ကိုသုံးမယ်ဆိုလို့ရှိရင်တော့ diamond 1900 1300 1400နဲ့ရနိုင်တယ်ကွာအခုငါ့ကိုပဲကြည့်ဗီဒီယိုအဆုံးကြလို့ရှိရင် free token စုစုပေါင်းဘယ်နှကက်ရတယ်ဆိုတာနင်တို့ငါပြအမဆက်လဲတော့အမတကက်ထက်ရတယ်ကျေးဇူးပေးလိုက်ရှိပြီးသားပေးလေးရတယ်စကင်တန်းပေါက်လေးရတယ်ရသေးတယ်စကင်မပေးချင်လည်းရှိပြီးသားလေးကြီးထိုင်ပေးနေရတယ်ကက်တွေရတာပေါ့ကျေးဇူးဒါကတော့ free token ကုန်သွားပြီပေါ့နော် free token ကုန်သွားလို့ဒါ diamond 25လုံးနဲ့ဖောက်နေရပါဘာပေးလဲဆိုတော့ဘာမှလည်းမပေးပါဘူးဟုတ်သူမစီကမရလိုက်တဲ့အချစ်တွေလိုပဲအခုကတော့ free token တွေရော daily draw တွေရောကုန်သွားပြီဆိုတော့ diamond ပထမ draw 350နဲ့လှည့်မှာပဲဖြစ်ပါတယ်အမလှည့်လိုက်ပြီးဘာရမလဲဆိုတော့အမနင်တို့မြင်တဲ့အတိုင်းပဲငါပြောတယ်တန်းတော့လဲရင်မတန်ဘူးလို့တန်းတော့လဲရင်ဘာမှန်းကိုမသိဘူးစီပြီးသားစကင်တိတ်မပေးဘူးမို့တော့အမရတဲ့ token နဲ့ထပ်ဖောက်လိုက်တာ roger ရှိပြီးသားဟာပြန်ရတယ်ကဲအဲ့တော့ဆက်လဲမယ်အဲ့ဟာနဲ့ဆက်လဲမယ်ဘာပေါက်မှလဲစကင်တန်းပေါက်မှလားပေးလိုက်တော့ငါလဲနော်မပေးမှန်းတိနဲ့ကိုတောင်းနေယူမြနေလားမသိကဲ free token လဲကုန်သွားပြီ daily draw လဲစိန်နဲ့လှည့်ပြီးသွားပြီပထမတန်းတော့လဲ daily draw နဲ့မလို့ပထမတန်းတော့လဲလှည့်ပြီးသွားပြီဆိုတော့ငါလှည့်စရာမရှိတော့ဘူးဆိုတော့အခုအကျဉ်80မှာငါ free token စုပေါင်း66ခုရလိုက်တယ် diamond 900ပဲသုံးရသေးရ free token 66ခု diamond 900နဲ့အကျဉ်80တောင်ရသွားပြီကွာစကင်လေးတန်းမပေါက်တာတခုကလွဲလို့ရှိရင်ငါကန်ကောင်းတယ်လို့ပြောလို့ရပါသေးရဲ့နော်အဲ့တော့နောက်ထပ်ကျန်တဲ့ draw 40ကို promo diamond နဲ့ daily draw လေးနဲ့လှည့်မယ်ဆိုလို့ရှိရင်တော့ diamond 1200ပဲကုန်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်စကင်အပြီးသက်ဖောက်တဲ့နေ့ကြလို့ရှိရင်တော့ထပ်ပြီးတော့တင်ပေးပါမယ်ခုတော့တော့ promo diamond သုံးလို့မရတဲ့အချိန်ထိတော့ကျွန်တော် daily draw လေးနဲ့ပဲလှည့်ထားပါအောင်မယ်ဂျားထဲမှာ free token တွေထပ်ပြီးတော့ရှိပြီးသားတွေထပ်ပေါအောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် diamond 1000လောက်နဲ့ကို Selena Gomez skin ကိုရရှိသွားမှာဖြစ်ပါတယ်အရင်တုန်းကတည်းကဒီလောက်တက်တာနဲ့ရမယ်မှန်းသိခဲ့လို့ရှိရင်ဗဇာနာစကင်ကိုယူခဲ့တယ်ငါ diamond 3000ကျော်ကြီးမတက်နိုင်လို့မယူခဲ့တာနဲ့ပြောလိုက်တာကျေးဇူး